ကဲရောက်မရောက်တော့လေ3ယောက်လုံးဘယ်လိုတော့လုတ်ကင်နေချင်းနေစင်ပြေကြလား ရေလေ ပြောရရင်တော့ရေလိုက်ငါလိုက်ပါပဲ နေအောင်ချင်းနေ တိုက်နဲ့ကားတောင်ပေါင်ထား ဒါမဲ့လားအတိုင်းမြန်နေနဲ့၄ယောက်ဆုံးတော့မှတ်တရအခုဆော့ရအောင်ဒိန်းနေတယ်ဒါစီဇနာအချင်း ပါစီစဉ်နေစီစဉ် ဟာဟောဒီမှာ တမယာပြီလေ အဲ့ဒီလေးလုံးခွာထားတယ်အဲ့ငါတို့တယောက်လုံးစားတယ်စားတဲ့တံမြာတွေကိုမရှုံးမမဲ့ပဲစားနိုင်တဲ့လူကအနိုင်ပဲ ငါနိုင် ကဲ တော့မှာ ဟီရိုကဘယ်လိုဖြစ်မလဲ ငါနိုင်တော့မှာတင်ကြတယ် တို့နိုင်ပါတို့အချင်းကြိုက်တယ် အလကားမရအောင်ပတ်စံကြီးဆော့မယ် ဟောပတ်စံကြီး တယောက်လား နိုင်တဲ့လူကလည်းမုံဝယ်ကြွေးကြီးတယောက် လောက်လိုက်ပါ အာငါနိုင်ပါ အဲ့ဒါနိုင်တဲ့လူတွေမှာစားတော့မယ် ပတ်စံပါလို့လား အာ လုံးစိန်ခေါ်ရင်တော့တိမ်မောဖြစ်ကိုလိုက်ပြ ညကြည့်လိုက်မယ် ပတ်စံပါပဲနဲ့အေးဒီကြောင့်ကရှုံးမဲမမဲနဲ့နော်ရော့တယောက်သားမင်းယူထားပါရော့ တောင်း ငါနိုင်မှာတင်ကြတော့အခု ကဲ လေ ငါဆက်စားမယ်လုံးဝမရှုံးမမဲ့ပဲဒီတံမြာတွေကိုစားနိုင်တဲ့လူက โอเคမဒီလေးတောင်းကြည့်တာဒီလေးတောင်းကြည့်ပြီးစားနော် လေးတောင်းကြည့်ပြီးတော့စားရမှာလေးတောင်း လေးတောင်းပတ်စံလေးတောင်း လေးတောင်းကြည့်စားနော်ဘလို့လေးတောင်းကြည့်စား ကဲ ဟုတ်ပြီကဲ ကဲဟီရိုကဘယ်လိုနိုင်ရသူကဘယ်လို 1 2 3 ကဲရှစ်တုံးမယ်အေးရော မရဘူးတိုင်းတောင်းချောင်းပြီတယောက်ကတော့3ယောက်ပို့လို့ရမယ်ချိန်ရောက်ပြီ ဒီမလေးပြန်စားမယ် ကိုကြီးနော် ကိုရလို့ ကဲကိုကြီးနော်ကြည့်စားမယ်တီးရမနော်တီးရမယ်မဲရှုံးပါနော်မဲရှုံးပါနော် ရှုံးတော့တော့ရ အာ မရဘူးမရဘူးမင်းတို့ အဲ့ဒါမရတော့ရှုံးပြီ ညဖိုင်နယ်မင်းတို့ညမကျတော့ မရင်လောက်လိုက် အာ မရင်လောက်လိုက်တော့ ရမရင်3ယောက်ဖြစ်နေပြီက အမလေးကဲလုံးလုံးဘာမှပါမယ်စားပါနော် မနိုင်အောင်လုပ်ရင်လုပ်တော့မလုပ်ရင်အနိုင်ပတ်စံကဒီပတ်စံ ဒါ က ဒီခါလေးနေ့ငါရှုံးပေးလိုက်ကောင်းမှလည်းတူတယ်နေပဲကျွန်တော်ဆိုတော့ ဟုတ်ပြီနည်းနည်းလေးမှမရှုံးရအောင်မရအောင်မရတော့မဲ့လာပြီကဲ စားပါတယ်မဲ့လေကုန်းနေ စတော့ရှုံးနေပြီကဲ နောက်ဆုံးပိုက်နေတာ 3ယောက် နောက်ဆုံးတစ်ယောက်လည်းဖြစ်တယ် တရေများကြ ဒီ ပါ များ လား ဖြစ်ပါလားအမေရောလည်းအနိုင်ပဲရမလား ဘုမတော့ခဲ့ပြီပါ ကဲ ဒီလေးတော့အပိုင်ယူပြမယ် ဟာရောက်တော့ရှုံးပြီတဲ့ရောက် ဟာဟုတ်တော့ပြီ အော် ဟုတ်တော့တေချာတော့ ပြုတ်ပြီရ တေချာတော့ ပါပိုက်ရှင်ပေါ်ပြီ ဟာလောက်ကြပါဦး မမဲဘူးနော်ကြည့်နေနော်ကဲကုံသွားပြီနော်အဲ့ဒါဒီလေးတော့လိုက်ပြီတော့ဒီမှာလေးတော့နိုင်ရတာ တော့ နော် ကြည့်ပါရဲ့ငါတို့ ပတ်စံရှားလည်းအရင်လွယ်တာပဲနော် ဒါပေမဲ့ပွဲမပြီးသေးဘူးနော်နေနိုင်တာမကျင်တတ်ဘူးနောက်ပွဲလာမယ်နောက်ပွဲလာမယ် လောလောဆယ်တော့နိုင်ရတော့ပြီလေးတော့နိုင်ရတော့ပြီ နောက်ရပြန်တွေ့မယ် အချက်မမဲဘူးနော်အချိန်ရ